အနက်လေးတင်ပြီးချစ်စရာကောင်းတဲ့ယူစနာပန်ပင်လေးတွေရဲ့အကျိုးကျေးဇူးတွေကိုသိပြီးကြပြီလားဒီဗီဒီယိုလေးမှာတော့ယူစနာပန်ပင်လေးတွေရဲ့ကျမရဲ့အတွက်ကြိုးပြပုံလေးတွေကိုပြပြပေးမှာပဲဖြစ်ပါတယ်ယူစနာပန်ရဲ့အစီအနှစ်ကသွားကြိုက်တာကိုတတ်တာစေနိုင်ပါတယ်ယူစနာပန်ကိုရေးစင်အောင်စီးပြီးမီနူနေလေးနဲ့အပူပေးရပါမယ်ရလာတဲ့အစီကိုနာနေတဲ့သွားပုတ်ပေါက်ထဲကိုထည့်ပေးတာဒါမှမဟုတ်သဖုံးလင်းပေးတာကသွားကြိုက်နာတာကိုတတ်တာစေနိုင်ပါတယ်ယူစနာပန်ကိုရေးစင်အောင်စီးပြီးအချောက်ကန်ထားတဲ့ယူစနာပန်အမြစ်ကိုတီးတီးလေးတွေခုတ်ရမယ်ပြီးရင်တော့ရေဆူဆူလေးကိုသုံးခွက်တစ်ခွက်တင်ပြုတ်ရလာတဲ့အစီကိုအနာကိုစီကြောတန်းစေပေးမယ်ဆိုရင်မှွေးကြောနာကိုတတ်တာစေပါတယ်တနေ့ကို2ကြိမ်လောက်လုပ်ပေးရပါမယ်အစစ်နာနေမယ်ဆိုရင်ယူစနာပင်အမြစ်ကိုယူနီဆူဆူတဲ့ကိုထည့်ပြုတ်လို့ရလာတဲ့ယူနီကိုစလုံးတစ်ခုတည်းထည့်ခဏနေအနေထားမှာအစစ်နာနေတဲ့နေရာကိုစိမ်ပြီးလို့ရပါတယ်ဒါမှမဟုတ်ယူနီဝက်ကပ်ပြီးလို့ရပါတယ်ဒီနေ့မှာအနာဖြစ်နေရဆိုရင်ရေစင်အောင်စီးထားတဲ့ယူစနာပင်အမြစ်ကိုယူနီဆူဆူတဲ့ကိုထည့်ပြုတ်ရမယ်ရလာတဲ့အရေကိုခဏနေမှာပလုတ်ချင်းပေးရမယ်ပုံမှန်လုပ်ပြီးမယ်ဆိုရင် green အနာကတိတိတတ်လာမှာပဲဖြစ်ပါတယ်ရာသီလာတဲ့အခါမှာနာကျင်ကြိုက်ခဲတာကိုတတ်တာစေဖို့ဆိုရင်ယူနီဆူဆူတဲ့ကိုရေစင်အောင်စီးထားတဲ့ယူစနာပင်အရွယ်အနှဲငယ်နဲ့ဂျင်းနှဲငယ်ကိုရောထည့်ပြီးစိမ်တောက်ပြီးလို့ရပါတယ်တဘာဝဆေးဘက်ဝင်ဆိုပေမဲ့ဓာတုဗေဒနည်းအရာတန်းစင်ထားခြင်းမရှိလို့ရှိရင်ခန္ဓာကိုယ်အတွက်အစိတ်တောက်ဖြစ်နိုင်တာကိုတတိထားဖို့လိုပါမယ်။လူတိုင်းနဲ့တဲ့မတဲ့ဆိုတာရှိတဲ့အတွက်ကြောင့်မလို့မတဲ့တဲ့ယောဂလက္ခဏာတွေပေါ်လာပြီဆိုရင်ဆရာဝန်နဲ့ပြပါ။